ကျမဒီငွေချီးဖို့ကိုဆွေမျိုးဆိုရင်တောင်မှညီကိုတို့ကအရင်ချဆိုရင်တောင်မှအပေါင်ပစ္စည်းမပါဘဲနဲ့မချေးပါနဲ့လို့ပြောတဲ့ပုံမှာအမြင်အမျိုးမျိုးအတွေးအမျိုးမျိုးတွေဝင်မှန်းကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီ post ကဘယ်လောက်ထိလဲဆိုရင်ကြီးစုသူ2သိန်းနီးနီးရှိပြီးတော့နော် comment နဲ့354 comment ရှိတယ်အဲ့354 comment မှာကျမအကောင်လုံးကတော့မှတ်သွားပါပြီနောက်ကမချီးတော့ပါဘူးစုံသွားပါပြီမရပါဘူးနော်လိန်သွားပါပြီလိန်နဲ့အမျိုးမျိုးပေါ့နော်အမျိုးမျိုးလူတွေမျိုးမျိုးမိသားစုသွေးရင်သားရင်ညီမမိဘသားသမီးရောက်ခမရောင်းမတမတ်ချွေးမအစုံပဲပါတယ်အဲ့လိုမျိုးတွေဝင်မှန်းကြတဲ့အကုန်လုံးကတော့ဆုံးရှုံးဘူးပြီးသားလူတွေပေါ့နော်ဆုံးရှုံးဘူးပြီးသားလူတွေချီးပေးဘူးတဲ့လူတွေပေါ့အဲ့တော့အဲ့ဒီမှာတချို့ကကြတော့လေမချီးပေးရသေးတဲ့လူတွေကလည်းရှိတယ်သူတို့ကကြတော့ဗာပြောလဲဆိုတော့ဒါကဟုတ်မဟုတ်ပါမလားဖြစ်နိုင်ပါမလားလို့လေသူတို့ထင်ကောင်းထင်နိုင်မယ်ပေါ့နော်သူတို့မှမချီးပေးရသေးတာအဲ့လိုလူမျိုးတွေလည်းတွေ့တယ်တချို့ကကြတော့သူတို့ကကိုယ်တိုင်ကအမြဲတမ်းအကူအညီသူများစီရယူရတဲ့လူတွေပေါ့နော်ဒုက္ခသည်တွေပေါ့ဒုက္ခသည်တွေကြတော့သူတို့ကဒီလိုညီကောင်မောင်နှမတွေစီမှာလိုက်ချီးငှားတောင်းရမ်းနေရတဲ့ချီးငှားတယ်မိဘစီမှာချီးငှားတယ်တငယ်ချင်းစီမှာချီးငှားတယ်ချီးငှားပြီးတော့ပြန်မပေးဘဲနဲ့ဟာလားသူတို့ပြန်မပေးဘဲနဲ့နေတဲ့သူတွေကြတော့ဒီဥစ္စာသူတို့အတွက်ကဒီအစင်မပြေဘူးပေါ့လေဒီ post ကအဲ့ခါကျတော့ကျွန်မဝင်ဆဲတာလည်းရှိတာပေါ့နော်အဲ့မှာကျွန်မcomment လေးတစ်ခုကိုကျွန်မ reply ပြန်ပြချင်တာဘာလဲဆိုတော့ तू ကသူ့လိုမျိုးပဲနီးတူတော့အများကြီးမေးထားတာရှိတယ်တိုးတော့ကျွန်မအဲ့ဒီကလေးနဲ့စင်တူရိုးမလေးကိုပေါ့လေကျွန်မပြန်ပြောပြချင်လို့ပါ तू ကဗာမေးထားလဲဆိုတော့တေကောင်ပေါင်းလေးပေါ့လေတေးရေးရှင်ဆိုရင်ရောဘယ်လိုလုပ်ကြမလဲချီးပေးရအောင်လားမချီးပေးရအောင်လားတဲ့တေးရေးရှင်ဆိုရင်လည်းဆိုအဲ့ဒါမှကျွန်မဘာတစ်ခုတွေ့လဲဆိုတော့တေးရေးရှင်ရေးမို့လို့ချီးပေးလိုက်တယ်ဆိုရင်ကျွန်မစပြောတယ်က post မှာဟိုကဗာလဲရေးဆက်ချပေးလိုက်လို့ပြောထားတယ်နော်နောက်တစ်ချက်ကကျတော့ကိုယ့်ရဲ့သွေးသားရင်းတွေကိုယ့်ရဲ့ဒီမိသားစုတွေထဲမှာတေးရေးရှင်ရေးတွေကြာရင်မနေနိုင်ကြဘူးပေါ့နော်သွေးသားမိသားစုဆိုတော့ဒါပေမဲ့ကျေးဇူးကမ်းတာခံနိုင်မှငွေထုတ်ချေနော်ချေးပေးလိုက်လို့ယူသွားတဲ့သူတွေဒီဘယ်တော့အခါမှကျေးဇူးတရားနားလေတာမရှိဘူးအယောက်1000မှာကျေးဇူးတရားနားလေတဲ့လူက9ယောက်လောက်ပါချင်ပါမယ်ကျွန်တော်995ယောက်ကတော့ကျေးဇူးကမ်းနေပြီပဲဘာဖြစ်လို့အမြဲတမ်းလို့သူများစီကချီးငှားတောင်းရမ်းနေရလဲဆိုတော့အဲ့ဒီကျေးဇူးကမ်းတဲ့စိတ်တက်အောက်တန်းကြတဲ့လူတွေကဘယ်တော့မှမချမ်းသာဘူးချမ်းသာခဲ့မယ်ဆိုရင်လည်းခွေးယူကောင်းစားတမွန်တက်ပဲနော်အဆင်ပြေတယ်ငါတို့အဆင်ပြေပြီဟေ့ဆိုပြီးတော့ဟဲ့လားငါဖိန်ကောင်းကြဲလို့ငါထွက်တယ်ငါတို့ကအဆင်ပြေပြီဆိုပြီးတော့ပြောနိုင်ရင်စောင့်သာကြည့်လိုက်နော်ဒါခဏပဲနောက်မကြဘူးပြန်ပြီးတော့နော်ကြွကြွအိတ်တီလိုပဲလေတိုက်တုံးကောင်းငင်ရောက်ပြီးရင်မိုးရွာချတာနဲ့အောက်ပြန်ကြမှာပဲအဲ့တော့ဒီလိုလူတွေကိုပေးလိုက်တဲ့အခါမှာစော်ကားခံနိုင်လားလို့စဉ်းစားဂျေစုကန်းခံနိုင်လားလို့စဉ်းစားစော်ကားခံနိုင်ရင်ဂျေစုကန်းခံနိုင်ရင်တကယ်လို့သူပြန်မဆက်ဖဲနဲ့လိန်သွားရင်လည်းခံနိုင်ရင်ပေးလိုက်နော်တချို့ကကျတော့ကိုယ့်ရဲ့ငွေကိုကို့မှာငွေရှိလို့ပေးတာမဟုတ်ပဲနဲ့အဲ့လိုတေးရေးရှင်ရေးအတွက်ဆိုပြီးတော့မှကိုယ့်ရဲ့ရွှေကိုပေါင်ပြီးတော့ပေးတာသူများစီကတဆင့်ချီးပြီးတော့ပေးတာမျိုးတွေကိုအိမ်ပေါင်ပေးတာမျိုးတွေဆိုရင်တော့မျက်ရည်ကလှုပ်နေလိမ့်မယ်နော်တတိကကြက်ကြက်ထားဘာလို့လဲဆိုတော့ဒီလိုလူတွေကပြန်ဆက်ဖို့လည်းအရန်ခက်ခဲလိမ့်မယ်နော်အသိဉာဏ်ပြေဝပြီးတော့အစဉ်ပြေအသိဉာဏ်ပြေဝပြီးတော့အစဉ်တန်းမြင့်တဲ့လူတွေကကြကြမစင်းရဲတတ်ဘူးစင်းရဲရင်တော့ပျော်ပျော်ရွံ့ရွံ့ပဲစင်းရဲတတ်တယ်ကုန်းကောက်စရာမရှိတဲ့အထိမွဲပြနေတာဆိုရင်တော့အဲ့လူတွေကလူဆိုတာတော့အမြဲတမ်းလူမချမ်းသာပေမဲ့လို့ဒီလိုမျိုးလဲဖြစ်တော့ဖြစ်တတ်ပါတယ်ဖြစ်ကြောင်ဖြစ်ခဲပါသို့တော့ခဏတစ်ဖြုတ်ပဲဒီလိုမဟုတ်ဘဲနဲ့အမြဲတမ်းပြလူဖုတ်လူပြီးတော့တသက်လုံးသူများစီကတောင်းရမ်းချင်းငှားလိုက်စားနေရပြီတသက်လုံးသူများစီကအမြဲတမ်းတောင်းရမ်းချင်းငှားစားနေရတယ်တသက်လုံးငက်ပြက်နေတယ်တသက်လုံးအစင်မပြေဘူးအကူကြီးလိုနေတယ်အမြဲတမ်းလူသူများရဲ့အကူကြီးနဲ့ပဲရက်တည်နေရတယ်ဆိုတော့အဲ့ဒီလူတွေကနံပါတ်1ချက်ကအစ္စတတတေကိုညံ့လို့ဖြစ်တာနံပါတ်2အချက်ကအဲ့အစ္စတတတေညံ့တာဘာဖြစ်လို့လဲဆိုရင်ညံရင်ညံသွေးနှိမ့်ကြလို့အစ္စတတတေညံ့တာညံရင်သိနှိမ့်ကြအစ္စရတတိညံ့ပြီးရင်ဘာဖြစ်မလဲဆိုရင်ဂျေစုကန်းရဲတယ်နော်စော်ကားရဲတယ်နော်မိုက်ရိုင်းရဲတယ်မတရားလှုပ်ရဲတယ်မတရားပြောရဲတယ်မတရားဘသူ့ကိုမဆိုဟလာဒီမျက်နာမထောက်စော်ကားမော်ကားလှုပ်ရဲပြောရဲဆိုရဲတဲ့လူစားတွေပေါ့နော်ဘယ်တော့အခါမှဂျေစုတရားကိုမျက်နာထောက်ပြီးတော့ကိုယ့်ကို respect ရှိမှာမဟုတ်ဘူးငါတို့သူ့စီကနေဘယ်တော့မှအကူအညီတောင်းထားဘူးတယ်သူကငါတို့ကိုဘယ်တော့မှအကူအညီဘူးတယ်သူ့ရဲ့ကိုကျိုးဆိုပြီးတော့ငါတို့ကိုကူညီလိုက်ဖူးတာဆိုတာဘယ်တော့မှဂျေစုမသိတတ်တဲ့လူတွေရှိတယ်အဲ့လိုဂျေစုမသိတတ်တဲ့လူတွေကိုကျွန်မပြောတာကိုမယုံဘူးဆိုရင်နော်ဒီတုံနဲ့ဈေးကွက်ပုံမြင်ကိုသွားနာ
ရှာဖတ်ကြည့်အဲ့ဒီပုံမြန်ထဲမှာဟာလားနော်ဒီတုံနဲ့ဈေးကွက်ပုံမြန်ထဲမှာလိုမျိုးဒီတုံမှဟာငါဖင်ကောင်းကျဲလို့ငါထွက်တာဆိုတော့နော်ပညာရှိဈေးကွက်ကိုဘလို့စော်ကားသွားလဲဆိုတာဒီလိုစာပေတွေပုံမြင်တွေပတ်သက်တွေအလကားထားတာမဟုတ်ဘူးဒီလိုလူတွေရှိလို့ဒီပုံမြင်တွေရှိတာဒီလိုဇာတ်လမ်းတွေရှိတာအဲ့တော့အဲ့ဒါတွေကိုအရင်ဆုံးသွားနာထောင်ကြည့်ဒီလိုကျေးဇူးကမ်းပြီးတော့ဟလာငါဖင်ကောင်းကျလို့ငါထွက်တာဟေ့ဆိုပြီးတော့ပြောရဲဆိုရတဲ့ပါဇက်တွေဟာတက်လုံးထမင်းနဲ့မမှန်ဘူးထမင်းစားရလဲခဏပဲပတ်ဝန်းကျင်တိုင်းမှာလိုက်ရှာကြည့်လိုက်ဆောင်ကြည့်လိုက်ရှာကြည့်နော်အဆင်ပြေလာပြီချမ်းသာလာပြီအောင်မြင်နေပြီစားရတော့ပြီโอเคစောင့်ကြည့်နေလိုက်ပါခွေးကောင်းစားတမုန်းတက်ပဲဘာဖြစ်လို့လဲဆိုရင်သူတို့မှစောင့်ကြက်နေတဲ့ကိုစောင်းနှက်ကသူတို့ကိုမကြိုက်ဘူးနော်သူတို့ကိုကိုစောင်းနှက်ကလည်းမကြိုက်ဘူးလောကပါလန်းစောင်းနှက်တွေကလည်းမကြိုက်ဘူးနော်တမာဒေဝနှက်ကောင်းနှက်မြက်တွေကလည်းမကြိုက်ဘူးအဲ့တော့သူတို့ဒီဟလာကံပေါ်လို့ချမ်းသာခဲ့ရင်တော့မှသူတို့ရဲ့အိစဒတတိရဲ့စေတနာရဲ့အကျိုးပေးပြီးတော့သူတို့ရဲ့ဉာဏ်သွေးနှိမ့်ချမှုနဲ့ပူးပေါင်းပြီးတော့ခွေးဖြစ်တဲ့ခါလဲကြောင်းအဲ့ဒီလောကပါလန်းဆောင်နှက်တွေရောတမာဒေဝနှက်တွေရောသူတို့ကန်ချအောင်အဲ့ဒါခွေးဖြစ်ကြတာအမယုံစောင့်ကြည့်နေရှာကြည့်ကြနော်